ဆိုပြီးတော့အောင်ကြီးသားတွေကိုအကဲဆက်နဲ့ကလေးပဲမိပါပဲခင်ဗျာအောင်ကြီးသားတွေကိုလာပြီးတော့စိန်ခေါ်တယ်ဒီတောင်ကြီးသားတွေအမေဆလာဘယ်အောင်မန္တလေးကြောက်တလုံးမှာဆိုတဲ့အားနဲ့လာခဲ့တယ်ဒီကိတ္တမှာလည်းတပတ်လက်ပြလာဝင်လေကောင်းတယ်ဘယ်လိုလက်လဲဟိုရေးကြည့်ကဲကျွန်တော်တို့ကောင်းတယ်အမကအမပေးတယ်ပါလေမိုင်းကပြလာပြီဘက်ကလွတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုစီလိုနဲ့ဆက်ပြီးတော့ပြီးနေပြီခုဆရာဝန်တွေစိတ်ကူးနေတဲ့ပုံဖြစ်ပါတယ်အဲ့ဒါဆက်တော့မစိတ်ကောက်တော့ကြအောင်နော်ကျွန်တော်တို့မတော်ဘူးကျွန်တော်တို့တော့ကျွန်တော်တို့မာတော့ကောင်းအောင်ကြီးပဲနော်အဲ့ဒါတော့ကျွန်တော်တို့ခုအောင်ပါကဒီဆွဲနေပါပြီဒီဆွဲတော့စတီဂျိုလေးချောင်းနဲ့ဆွဲနေတယ်ဖြစ်ပါတယ်ဒီဂျိုလေးချောင်းနဲ့ဆွဲပြီးတော့ကျွန်တော်အခုရောက်ကိုကြည့်ရပါအဲ့ပိတ်တယ်များခင်ဗျာအထူးပဲလူတွေများနေတဲ့ကျွန်တော်များအနေရှိနေတဲ့ဒေသဖြစ်ပါတယ်။ဒါကြောင့်ကတောင်ဘက်ကနေရောက်ဖက်ကိုသွားတယ်။သွားတဲ့ဆိုအရှိဘက်နဲ့အနောက်ဘက်ကတော့စိတ်အေးချမ်းသာစွာရှိနေတဲ့ဒေသဖြစ်ပါတယ်။အပေါ်ကရဟရှိနေတဲ့လူတွေနော်။ရဟလည်းရှိနေတဲ့နော်။အပေါ်မှာတက်တာပြလာမယ်။အဲ့ဒါကလည်းချောင်းလို့မရဘူးဟုတ်ပါဘူး။နော်။အဲရဟကမှာလို့လာပြီအတီဆွဲပါပြီတီဆိုတာကကျွန်တော်ရောင်းနေကြီးပါစေလို့ပြောမေးကဲဆိုတော့ပတ်စံတော့ထုတ်လို့ပါဒီမှာဆိုတော့စုကြတယ်နေတဲ့ဘာမှမတင်နိုင်တဲ့ဆိုင်နေရတယ်ဟုတ်ပြီဟာကဲဆိုတော့จะလာယူပြီးမသိရပါဘူးနော်ရှင်းရှိတော့ယူတော့ကဲဆောပါပြီခင်ဗျာဆောရှိတော့လို့တော့ကဲအဆွေးချူနေကျနေကြာပါကြလေအမင်းကြလာကိုရောကြီးကြလာကဲကောင်းနေမှာမျက်စိကောင်းနေပြီးတော့မောက်တိကြည့်လိုက်ကြပါကောင်းနေလို့နော်အဝိရလာတာကားကားတွေလည်းအများကြီးနော်ဒီဘူးဘုံတလုံးဆိုလို့ရှိရင်ဒီမှာရပါဘူးဒီမှာရမိစရာတွေကဒီမိဘညနေလှုပ်ပြီးလို့ရှိရင်ဆိုင်ကတက်တွေဝယ်ရှိမှဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီလိုရှိတဲ့ကားလေးတွေပေါင်းလာပြီးတော့ရောက်ကြတယ်ကိုယ်ရဲ့ငွေလေးနဲ့ဆိုင်ကဝယ်ရှိမှရမ်းကြီးရတာအကြီးတာဒါကြောင့်မို့နော်ရမ်းချရာတွေကိုအချိန်မကြီးနဲ့ဆိုင်ကအသစ်ကြီးလို့နော်တစ်ခါကြရမှာပေါင်ထားတာရှိပါလေခင်ဗျာကျချင်ကကြီးနဲ့ကဲလက်တော့ရပြီဒီကျိုးတင်းနေပြီဒီကျိုးတင်းနေပြီနော်ဒီကျိုးတင်းနေပြီမိစောနှစ်ချက်လောက်ထိုးနှစ်ချောင်းလောက်လို့တဲ့ခုထိုးဆိုတော့နေထိုးခုနကလည်းနေမထိုးမိစောနဲ့ထိုးရပြီတင်းနေပြီဒီကျိုးတင်းနေပြီရန်ကြီးများရင်လျှော့မယ်ဒါကောင်းကောင်းဆွဲတယ်ရန်ကြီးနေများနေလျှော့မယ်ဒီစိတ်မှာကျေမလို့ဒီကောင်းရင်ကိုပြင်နေလိုက်ပါရှေ့လို့ဒီရှေ့ပြီစနေတီရှေ့ပြီနော်စနေတီရှေ့ရင်နော်ဒီလိုလုပ်ရတယ်ဒီလိုချက်ချက်ပါလက်ချက်အားပါနေပါဗျာလာပါတယ်လာပါတယ်လာတယ်နော်အန်ဒီကင်းနေ
ပြီးနေဒီမြစ်ကလေးတွေကြည်ဝါသွားလိမ့်မယ်နော်ဒီလူပိတ်တဲ့ဆိုရင်ဆန်းတဲ့ဆင်းနေတာလည်းဆိုတော့မယ်နော်ကြပြီဆေးပြုံးလို့ပြောရင်ရဟတိကောင်တော့ဘာဒီတော့လဲနော်ကဲဒီလေးတွေဆွေးကြည့်ဆိုတော့ရပြီခုဆိုရင်မပြီးနေတာကတော့ကျွန်တော်တို့အပေါ်မှာဇာဗလာနဲ့ဆက်သူကျွန်တော်တို့အတက်ဆက်နေကို record ယူနေရဖြစ်ပါတယ်။အောက်ကျွန်တော်တို့ဘုရားနဲ့ပြီးတော့နိုင်ငံတို့ပုံနလန်တို့စီကံပိုင်းတို့နဲ့ပြီးတော့ဆိုင်ဖြစ်ပါတယ်။ကျွန်တော်တို့ဘောပေါ်တက်နေတာယူစီကံထိန်းနေလို့မရပါဘူးခင်ဗျာ။အစီကံပိုင်းကတော့အောက်နေပြီးတော့ခင်ဗျာလေ။ကဲပါလာလေရှိပါတော့လာတယ်ဆိုချင်လို့ကျူလာတာကြားတော့ကြားပဲဗျဒါပေမဲ့လို့ကိုယ်တော်ကြားတော့မပြည့်ဘူးဗျကိုယ်တော်ကြားမပြည့်ဘူးရောင်စုံပြီးနေပါတယ်ဒါပေမဲ့လို့အပြာလေးမျောနေတယ်အပြာလေးကဲဒီကောင်းရပြတ်သွားတယ် ဘုကောကကြောက်တယ်ကျွန်တော်တို့မပြတ် ဒီကကလေးမလေးတွေလည်းပါတယ်ဗျဘယ်ရှိကဒီလူတွေလည်းပါတယ်လာတယ်လာတယ်ဟုတ်တယ်ဗျမိတ်တော့ကလေးလည်းပါတယ်ခင်ဗျာနော်ဘယ်မှာလာလဲမမမပြီးရလာမင်းပြီးပဲဖြစ်ပါတယ်လာမင်းပြီးတော့ဆရာကြီးနိုင်ကဥတည်ပြရတယ်ပြီးတော့ဖတ်ပြီးကြောင်းလာဖြစ်ပါတယ်နင်ပြီး